နောက်ဆုံး reset လေးကြည့်တော့ဒါကျွန်တော်3ခုပဲလောက်ပြတာအတန်မတူတဲ့ပိုင်းလေးပါတယ်နှစ်ခုဘာလို့ဆိုခုနကကျွန်တော်ကဒီ level လက်ကနေရောဒီကက်ကက်ထဲအတန်နှစ်ခုလုံးလောက်ပြတာဆိုတော့ကြိုက်တဲ့ဟာနဲ့လောက်အဲဆိုကိုက level လက်ကပဲယူမယ်ဆို level လက်ကနေပဲအတန်နေထည့်ရင်တူသွားမှာဒါပေမဲ့နှစ်မျိုးလောက်ထားတော့အတန်နှစ်မျိုးတော့ဒီထဲမှာမတူရတော့ပါတယ်နောက်ဆုံး reset လေးကြည့်အောင် You ready to test your veggie knowledge? Let's see how many vegetables you really know. Let the quiz begin. What is called? Tomato. What is called? Carrot. What is called? Spinach. YouTube short တို့ကို show လုပ်ဖို့အတွက်ပထမဆုံးအနေနဲ့စလုပ်ရမှာကျွန်တော်ကက်ကက်ထဲမှာဝင်ခင်အရင်ဆုံး Chrome ထဲကိုရင်ဝင်လိုက်ကိုလုံးမဲ့ဟာကိုအရင်ဆုံးကျွန်တော်ကက်ကက်ထဲကနေပြီးတော့ကျွန်တော်ကဒီအသီးနှံနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတို့လုပ်မယ်ဆိုရင်အသီးနှံရဖို့အတွက်အရင်ဆုံး Chrome ကနေသွားမယ် Chrome ကနေကျွန်တော် ChatGPT ကနေပြီးတော့အသီးနှံ10မျိုးကိုကျွန်တော်ရိုက်ခိုင်းလိုက်မယ်ဗျာအရင်ဆုံးကျွန်တော်အသီးနှံ10ခုရေးခိုင်းလိုက်မယ် ChatGPT ကို ChatGPT ကို10ခုရေးခိုင်းလိုက်မယ်ဒါဆိုရင်သူကအသီးနှံ10မျိုးနာမည်ကိုသူကချပေးတယ်အဲ10မျိုးနာမည်ကိုကျွန်တော် copy ယူထားလိုက်ကျွန်တော်ဗီဒီယိုလုပ်ဖို့အတွက် copy ယူထားလိုက်မယ် copy ယူပြီးတော့ဒီ copy ကိုကြိုက်တဲ့နေရာမှာမှတ်လို့ရတယ်ကျွန်တော်ကတော့ဒီကျွန်တော် Telegram နဲ့ကိုမှတ်ထားတယ်ကျွန်တော် save message တွေမှတ်ထားလိုက်ကျွန်တော်ပြီး U ကလွယ်ဖို့အတွက် Telegram နဲ့မှာကျွန်တော် save message တွေမှာအသီးနှံ10မျိုးနာမည်ချရေးလိုက်ပြီအသီးနှံ10မျိုးနာမည်ရပြီဆိုရင်ကျွန်တော်တို့ဒီ short ကိုကြည့်တဲ့သူတွေအတွက်ကျွန်တော် intro script ပေါ့ intro script လေးကိုကိုယ်ကနေမစင်စားဘူး ChatGPT ကိုစဉ်းစားခိုင်းမယ် ChatGPT ကိုရေးခိုင်းမယ်ခုနကရေးထားတဲ့အောက်မှာပြန်ရေးလိုက်ဒီဟင်းရွက်နဲ့ပတ်သက်ပြီးကျွတ် answer quiz လုံးမှာဖြစ်တဲ့အတွက်VREW ရဲ့ view ဟာတွေကိုပြောဖို့SECONTS စက္ကန့်နောက်စက္ကန့်စာINTR into SCR IP script နောက်စက္ကန့်စာ into script ကိုစိတ်ဝင်စားဖွယ်ကောင်းအောင်ရေးပေးပါအဲ့လိုလေးပြောလိုက်ဒါကျွန်တော်ကက်ကက်ထဲဝင်ခင်အရင်ဆုံးပထမဆုံးလုပ်ရမယ်ဟာကိုလိုချင်တဲ့အချက်လက်တွေကိုကျွန်တော် ChatGPT ကိုရေးခိုင်းမှာအဲ့ဒါသူက script တို့လေးကိုရေးပေးလိုက်ပြီ Are you ready to test you ဒီကောင်လေးကိုကျွန်တော်ကဒီ script လေးကို copy ယူလိုက်ဒီ script လေးကိုလည်း copy ယူလိုက် copy ယူပြီးကျွန်တော်ဗီဒီယိုလုပ်ဖို့အတွက်ခုနကကျွန်တော်တခုလေးမှတ်ကျွန်တော် Telegram မှာမှတ်တာဆိုအဲ့ဒါမှပဲထပ်ပြီးဒီ copy လေးကိုမှတ်ထားလိုက်ဒီစာလေးကိုကျွန်တော်အတန်ဖြစ်ပြောင်းမှာဆိုအဲ့ဒါကျွန်တော်ကစာရပြီစာရရပြီဆိုရင်ကျွန်တော်တို့ဒါကက်ကက်ထဲပြီးတော့လုပ်မှာဗျာကက်ကက်ထဲဝင်လိုက်တာကျွန်တော်ကက်ကက်ထဲဝင်လိုက်ပြီဆိုကျွန်တော်ကက်ကက်ထဲပထမဆုံးလုပ်ရမှာဒီ project ဆိုတာဒီခုနဲ့ကျွန်တော်ဗီဒီယိုလုပ်မှာဆိုတော့ဒီပထမဆုံးကက်ကက်ကို project ထဲဝင်လိုက်ဘာမှမပေါ်ဒီအနက်ရောင်ကြီးကိုကျွန်တော် background တစ်ခုရေဆုံးလိုတယ်အကြော background တစ်ခုကိုကျွန်တော်ခေါ်မယ်ဒီကနေခေါ်မလဲဆိုဒီ library ဆိုတာရှိတယ်အဲ့ဒါမှာကျွန်တော် background တစ်ခုရဖို့ဒီနာမည်လေးရိုက်ချလိုက်ဗျာဒီကိုလိုချင်တဲ့ background ရဖို့ quiz tag background ဆိုတာလေးအဲ့ဒီရိုက်ချလိုက်ဒီထဲမှာကျွန်တော်ကိုကြိုက်တဲ့ background ရွေးပေါ့အများကြီးပေါ်လာမှာကျွန်တော်က pro ဝယ်ထားဆိုတော့ဒါရအကုန်သုံးလို့ရတယ် pro မဟုတ်လည်းအများကြီးပါပါတယ်ဒီထဲမှာကိုကြိုက်တဲ့ background တစ်ခုယူလိုက်ပေါ့ဒီထဲမှာဒီကောင်လေးကျွန်တော်လည်းဒီကောင်လေးကြိုက်လို့ကောင်လေးကိုသုံးမယ်ကျွန်တော်ပေါင်းလေးနှိပ်လိုက်ရင်ကျွန်တော်ဒီ site ထဲကဒီလိုပေါ်လာမှာနော်ဟုတ်ပြီ colorful ရောက်တဲ့နေရာကိုကျွန်တော်ကလိုချင်တာအဲ့တော့ကျွန်တော် colorful ရောက်တဲ့နေရာကိုပဲသုံးမှဖြစ်တဲ့အတွက်ဒီနောက်ကမလိုတဲ့ဒီရှေးကြီးကိုဖြတ်ပြမှာအဲ့တော့ကျွန်တော်ကဒီမှာဒီအပေါ်ဟာလေးနဲ့ဖြတ်လိုက်ကိုမလိုတဲ့ဘက်ကိုဖြတ်ထုတ်လိုက်ဒါကြီးကကျွန်တော်ကဒီ YouTube site ကြီးဖြစ်နေတာ 60.9 YouTube site ကြီးဖြစ်တဲ့အတွက်ကျွန်တော် ratio တွေကနေကျွန်တော်က short လုံးမှာဆိုတော့ဒီ TikTok site ပြောင်းမှာပေါ့ဒီ ratio တွေကနေပြီးတော့ကျွန်တော်ဒီမှာဒီ ratio ပြောင်းမယ်ပေါ့ဟို TikTok site 9.60 ကိုပြောင်းလိုက် 9.60 ပြောင်းလိုက်ရင်ဒီကောင်ကဒီမှာတိတိလေးဖြစ်သွားတယ်အဲ့ကောင်ကိုကျွန်တော်က background လိုချင်တာဖြစ်တဲ့အတွက်အကြီးရှယ်လိုက်အကြီးရှယ်လို့ရအပြည့်
ကိုလိုချင်တဲ့ဟာဒီ TikTok site အပြည့်အကုန်လုံးလိုချင်တာအဲဒါကြောင့်ဒီကောင်ကြီးကိုကြီးချဲ့လို့ရတယ်ကိုလိုချင်တဲ့ပုံစံလေးအဲဒါဆိုကျွန်တော် background တစ်ခုရရကျွန်တော် background ရလာပြီဆိုတော့ခုနကကျွန်တော် copy လုပ်ထားတဲ့ဒီ Telegram အထဲမှာထည့်ထားတဲ့ copy လုပ်ထားတဲ့စာသားကိုကျွန်တော်အတန်းဖြစ်ပြောင်းမှာအဲ့တော့ကျွန်တော်ကတော့ဒီ computer နဲ့လုပ်တာဆိုတော့ဒီ Telegram နဲ့ဝင်လိုက်မယ်ခုနက copy ထည့်ထားတဲ့ဟာကိုကျွန်တော် intro script လေးကိုကျွန်တော် copy ယူလိုက် copy ယူပြီးရင်ကျွန်တော်ကက်ကက်ထဲပြန်သွားပေါ့ဖုန်းနဲ့ဆိုတော့ home လေးနဲ့ထွက်ပြီးလောက်ရမှာပေါ့ကက်ကက်ထဲရောက်ပြီဆိုရင်ခုနစာသားကိုကျွန်တော်စာရေးမှဖြစ်တဲ့အတွက်ဒီမှာအပေါ်ဆုံးထိပ်မှာရှိတဲ့ဒီ text လေးကိုခေါ်လိုက်အဲ text လေးခေါ်လိုက်ရင် text ပေါ်လာမှာဒီကောင်ပေါင်းလေးနဲ့လိုက်အဲဒါဆိုဒီမှာစာသားလေးကြာလာ text box လေးကြာလာ text box ထဲမှာကျွန်တော်စာရေးမှာအဲ့တော့ဒီ text box ကဘယ်မှာကျကွန်ပျူတာတော့ဒီထဲမှာရှိဖုန်းနဲ့ဆိုတော့လွယ်ပါပေးမှာပေါ့မှာအဲဒီကောင်လေးကိုခုနက copy ယူလိုက်တဲ့ဟာလေးပြချလိုက်အဲ့တော့ဒီကောင်စာသားလေးပေါ်ပြီဒီကောင်လည်းမလို့ဖြတ်လိုက်အဲကျွန်တော်ဒီစာသားကိုကျွန်တော်တခြားအတန် website ကနေလည်းလုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကဒီကက်ကက်ထဲအတန်ပဲလုပ်မှာအဲ့တော့ဒီစာသားကိုအတန်ပြောင်းချင်တာဖြစ်တဲ့အတွက်ဒီမှာအပေါ်မှာ text to speech ဆိုပါအဲ့ကောင် text to speech ကိုနေတာ text to speech နေလိုက်ဒီထဲမှာအကုန်လုံးကြောက်လေးမင်းကလေးအများကြီးပါတယ်အခုကြိုက်တာသုံးရကျွန်တော်ကတော့ pro ဝယ်ထားတဲ့အတွက်အကုန်လုံးသုံးလို့ရတယ်အဲ့တော့ကျွန်တော်ဒီကောင်သုံးကြည့်မယ် Are you ready to test your veggie knowledge? Let's see how many vegetables you really know. Let the quiz begin. ဒီကောင်ဒီအတန်ကိုကြိုက်တော့ကျွန်တော် generate လုပ်လိုက်မှာဒါဆိုခဏစောင့်ဒါဆိုအတန်လေးရလိုက်ဒီအတန်လေးရလိုက်ဒီအတန်လေးကိုကျွန်တော်ကဒီစာသားကိုpro မဟုတ်ဘူးဆိုရင်တော့ auto caption သုံးလို့မရဘူးဒါပေမဲ့ pro မဟုတ်ရင်တော့ဒီစာသားကိုကျွန်တော်ကိုလိုချင်တဲ့နေရာလေးရှင်းပြီးအကြောင်းလေးပါပြောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်ကြာမှာဆိုလို့ဒီကောင်ကိုကျွန်တော်ကမသုံးတော့ဖြစ်လိုက်မှာဘာလို့ဆိုကျွန်တော် pro ကောင်ဆို auto caption သုံးလို့ရတယ်အဲ့တော့ကျွန်တော် auto caption ပဲသုံးမယ်အဲ့တော့ဒီစာသားကြီးမလိုချင်ဘူးဖြစ်လိုက်မယ်ဖြတ်ပြီးရင် auto caption သွားမှာဆိုဒီမှာအပေါ်မှာ caption ဆိုကြည့်အကောင်လေးကိုသွားလိုက်ရင်ဒီဘေးမှာကျွန်တော် template ဆိုတာလေးရှိတယ် template ကိုနှိပ်လိုက် template ကိုနှိပ်လိုက်ဒီမှာ စတိုင်တွေအများကြီးပေါ်လာမှာဒီထဲမှာကိုကြိုက်တဲ့ style ကိုယူလိုက်ကျွန်တော်ဒီကောင်ကြိုက်တယ်ဒီကောင်လေးကြိုက်လို့မို့ဒီစာသားကိုနော်ဒီစာသားကိုတစ်ချက်နဲ့ဒီစာသားကိုဒီစာသား style ပြောင်းမှာပေါ့ဒါ pro ဖြစ်တဲ့အတွက်ကျွန်တော် auto နဲ့ပြောင်းမှာအဲ့တော့ဒီကောင်တစ်ချက်နှိပ် Are you ready to test your veggie knowledge? နှိပ်ပြီးရင်ဒီကောင်ကိုကျွန်တော် channel ဆိုတာနှိပ်လိုက်ခဏစောင့်ဒါကက်ကက်ထဲမှာပဲအကုန်လုံးလုပ်လို့ရတယ်နော်ဘယ် website မှာမသွားဘူးဒီလားဆိုရင်သူ auto တက်ပြလိုက်ပြီအဲ့ကောင်ကျွန်တော်တစ်ချက်ကြည့်အောင်ကိုလိုချင်တဲ့နေရာလေးကိုဒီကောင်ထားလိုက်ဒီကောင်တက်ထားလိုက်ပေါ့ဒါလေးကျွန်တော်နားထောင်ကြည့်အောင် Are you ready to test your veggie knowledge? Let's see how many vegetables you really know. Let the quiz begin. ဟုတ်ဒါတခု intro လေးရပါပြီဗျ intro အစာလေးတခုရသွားတယ်ကျွန်တော်ဒီ intro ရပြီဆိုရင်တော့ဒါအဓိကနေရာရောက်ပြီဒီကောင်တော့နည်းနည်းလေးလည်းရှုပ်မယ်နည်းနည်းလေးခက်မယ်ပေါ့ဒါအစဆိုရင်တော့ကျွန်တော်ဒီ background တစ်ခုနဲ့ကျွန်တော် quiz လုပ်တော့မယ်နေရာရောက်ပြီဆိုတော့အရင်ဆုံးကျွန်တော် background လုပ်ရမယ် background ကဒီထဲမှာကိုလိုချင်တဲ့ပုံစံမရှိဘူးအဲ့တော့ကျွန်တော်ကတော့ Chrome ထဲကနေပဲလုပ်တယ် Chrome ထဲဝင်လိုက် Chrome ထဲကျွန်တော်ဒီ Chrome ထဲမှာ Canva website ထဲဝင်ထားမှာ Canva website ဒီ Canva လေးရှိတယ်ကွန်ပျူတာထဲမှာ Canva ကို down ထားလိုက်ဗျာ Canva ရှိရင် Canva ထဲဝင်ပြီးရင်ကျွန်တော် background လုပ်ရမှာကိုလိုချင်တဲ့ background လိုချင်တာကျွန်တော်ဒီ Canva ထဲမှာလည်း quiz လို့ရချလိုက် quiz လို့ရချလိုက်အများကြီးပေါ်လာမှာကိုလိုချင်တဲ့ဟာကိုလိုချင်တဲ့ပုံစံလေးကိုကျွန်တော်ကဒီ customize လုပ်လို့ရပါ customize ပြန်ပြောင်းလို့ရတယ်ကိုချင်တယ်ကိုလိုချင်တဲ့ဟာလေးကိုဖြတ်ကိုလိုချင်တဲ့ဟာလေးကိုထည့်ကျွန်တော်ဒီ background လေးလိုချင်တာဒီ background လေးနဲ့သုံးမှာဖြစ်တဲ့အတွက် Canva ထဲကနေဒီ background ကိုဝင်ယူရမှာပေါ့ Canva ထဲမှာလည်းကိုလိုချင်တဲ့ background quiz လို့ရချလိုက်သူအမျိုးစုံကြလာမှာအဲ့ဒါမှကိုလိုချင်တဲ့ပုံစံလေးတစ်ခုနှိပ်ပြီးတော့ဒီကောင်ကိုမျိုးပြောင်းလို့ရတယ်သူဒါရေးဆိုရင်ဒီလိုကိုလိုချင်တဲ့ပုံစံပြောင်းလို့ရတယ်နောက် background site ကိုအဲ့တော့ကျွန်တော်ဒီ background site ကလုပ်ပြီးသားဖြစ်တဲ့အတွက်ဒီကောင်လေးကိုယူလိုက်မယ်ဘယ်လိုယူမလဲဆိုတော့ကျွန်တော် share နှိပ်လိုက် share နှိပ်လိုက်မှာအောက်မှာ download download ထဲမှာကျွန်တော်ကဗီဒီယိုယူမယူပုံပဲယူမှာဖြစ်တဲ့အတွက်ဒီ PNG ဆိုတာဟာနှိပ်လိုက် PNG ကိုနှိပ်ပြီးတော့ download လုပ်လိုက်အဲ့ဒါဆိုကျွန်တော်က down ပြပါရ down ပြသွားရင်ဒါ background လေးတစ်ခုရသွားပြီပေါ့ဗီဒီယိုလုပ်ဖို့တော့ဒါဆိုရင်ကျွန်တော်ကက်ကက်ထဲပြန်ဝင်မယ်ကက်ကက်ထဲပြောင်းမယ်ကက်ကက်ထဲရောက်ပြီဆိုရင်ခုနကကျွန်တော် down ခဲ့တဲ့ဟာကို background လေးကိုကျွန်တော် down ခဲ့တဲ့ background ကိုယူမယ်ဒီမှာဖြစ်တဲ့အတွက်ကျွန်တော်ယူဆိုတာဟာလေးနှိပ်ပြီးရင်ဒီမှာ import ဆိုတာကြည့်import ဆိုတာဟာလေးနှိပ်ဒါဆိုရင်ခုနကကျွန်တော် down လာတဲ့ဟာလေးကိုလေသွားမယ်ဗျာဒါတော့ကိုမှတ်ထားတဲ့ထဲမှာသွားကြည့်ပေါ့ဒါဆိုရင်ခုနကကျွန်တော် down ရဒီကောင်လေးကိုယူလိုက်မယ် background ဒါဆိုရင်ပေါ်လာကက်ကက်ထဲမှာအဲ့တော့ဒီမှာကျွန်တော်ကအပေါင်းလေးနှိပ်လိုက်ဒါဆိုရင်ဒီမှာအော်မတိုင်းတိုင်းလေးမှာကြာလာဒီကောင် background လေး background ကြာလာကိုလိုချင်လောက်ဆွဲလို့ရတယ်ဒီကောင်ရှေ့ပြီးတော့ကိုလိုချင်တဲ့ minute စက္ကန့်ကြိုက်လောက်ဆွဲလို့ရတယ်ဒီပုံကဒီ background ကဒီအဲ့တော့ကျွန်တော်လောက်ဆွဲထားလိုက်မယ်ဒီကောင်ကလုပ်လိုက်ဒီပုံလေးကိုကျွန်တော်က10မိနစ်လောက်ယူအောင်အနည်းဆုံး short လုပ်မှာဆို10မိနစ်လောက်တော့လုံးမရအောင်အဲ့တော့ကျွန်တော်10မိနစ်လောက်ဆွဲထားလိုက်မယ်10မိနစ်လောက်ဆွဲထားလိုက်မယ်ဆွဲပြီးကျွန်တော်ဒီ background ရောက်လာပြီ background ရောက်လာပြီဆိုတာ transition လေးလည်းသုံးလို့ရတယ် transition လေးရတော့ကိုကြိုက်လို့သုံးဖို့ဒီ transition လေးကျွန်တော်ဒီထဲမှာရှိတယ် transition ကိုကြိုက်တာလေးသုံးလို့ရတယ်ကျွန်တော်ကြားနေမှာဆိုတိတ်မပြတော့ Begin. transition ကိုကြိုက်တာလေးနဲ့တင်လို့သုံးဒါနည်းနည်းတော့ရှင်းညိပေါ့ဗျာtransition လေးရ transition လေးအဲ့မှာကိုအတန်းလေးပါ transition တန်လေးထည့်ချင်ရင်လည်းထည့်ဖို့ဒီမှာ audio ဆိုရှိတယ်အကောင်လေးကိုနှိပ်ပြီးသွားရင် wiki လေးကြိုသွားတဲ့ဟာဆိုရင်တော့ဒါရိုက်ချလိုက်ပြအလွယ်ဆုံးပြလိုက်မယ် WOOSH လို့ရိုက်ချလိုက် WOSH ဆိုရိုက်ချလိုက်ဒါပုံစံလေးနှိပ်လိုက်နှိပ်လိုက်ကောင်းလေးသုံးမယ်ဗျာကြောက်ပေါင်းလေးနှိပ်ဒါ transition လေးဗျာကြာပြီtransition လေးပြီးပြီဆိုတော့ကျွန်တော်ကအဓိကနေရာရောက်ပြီဆိုတော့ဒီကောင်ကိုကျွန်တော်တို့ဒီစိမ့်ထန်းလေးပေါ်မှာကျွန်တော်စာလေးတစ်ခုရေးမှာပေါ့ဗျာဒီကျွန်တော်ကဒီကြည့်တဲ့သူလည်းနားလည်အောင်ဒီစိမ့်ထန်းလေးပေါ်စာလေးတစ်ခုရေးမှာအဲ့ဒီတော့ကျွန်တော်စာရေးမှာဖြစ်တဲ့အတွက် test ခေါ်လိုက်ဒီ test လေးကိုပေါင်းလေးနှိပ်ဒါဆိုဒီမှာ test box လေးပေါ်လာတယ်test box လေးကိုစိုးအောင်ဒီဆိုလိုက်ဒီကောင်နဲ့တန်းတူအဲ့ဒီမှာခုနကကျွန်တော်ကဟင်းသီးဟင်းနဲ့ပတ်သက်ပြီးတော့ပြောမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီ
စာသားလေးရေးပေါ့ကျွန်တော်ရေးပြီးသားလေး fruit and vegetable ဆိုဒီလိုလေးရေးလိုက်ဗျာရေးလိုက်ရင်ဒီမှာစာသားလေးခုရောက်လာပြီစာသားလေးအစာသားကိုတော့ဒီမှာဒီ font တွေပါပြောင်းလို့ရတယ်ကိုကြိုက်တဲ့ font ကိုကြိုက်တဲ့ font ပြောင်းဒီ font တွေပါရတော့ကိုကြိုက်တာသုံးပေါ့အရောင်တွေပါရဒီမှာထည့်လို့ရပြီဒီမှာ effect တွေလည်းပါဒီစာသား effect ဒီစာသား effect တွေပါထည့်လို့ရတယ်ကျွန်တော် effect တစ်ခုထည့်လိုက်မယ်လွယ်လေးပေါ့ဒါရတော့ကိုတေချာလို့ရင်တော့ကိုကြိုက်တဲ့ effect တွေထည့်လို့ရတယ်ကျွန်တော် brewer တော့ကြိုက်တယ်လို့သုံးလို့ရဒီမှာဒါမျိုးလေးထည့်လိုက်ပြီအပေါ်ဆုံးကနေပြီး test လေးတစ်ခုဒါဆို test လေးတစ်ခုပြီးပါပြီဒီ test ကိုတော့ဒီ video အဆုံးထိဆွဲထားမှာအပေါ်ဆုံးထိပါမှာဖြစ်လို့ဒါဆိုကျွန်တော် test လေးတစ်ခုပြီးပါပြီဒီ test လေးတစ်ခုပြီးရင်နောက်ထပ်တစ်ခုပေါ့ဗျာကျွန်တော်ကဒီ quiz လေးလုပ်မှာဆိုတော့ကျွန်တော်စာသားတစ်ခုထပ်ရိုက်မယ်ညာစာသားတစ်ခုလိုချင်တာအဲ့တော့ထပ်ပြီးခေါ်လိုက် test ဒါဆိုဒီမှာပေါ်လာဒီစာသားကိုလည်းကိုကကျွန်တော်ဒါအဆုံးထိသုံးမယ်စာသားကိုအဆုံးထိဆွဲလိုက်ဒီကောင်ကိုကျွန်တော်ကဘယ်လိုရေးမလဲဒီစာသားကိုဆိုwhat is score လို့ခေါ်လိုက်ဒါကျွန်တော်လုပ်တဲ့ video အတူပုံစံမို့နော် WHAD what is score what is score ဒါကျွန်တော်လုပ်တဲ့ပုံစံလေးဒါစာသားထည့်အောင်စာသားကိုကျွန်တော်ဒီမှာဒီစာသားအဖြူကြီးဖြစ်နေတော့ဘာမှမမြင်အောင်အရောင်လေးပြောင်းမယ်ကျွန်တော်ဒီမှာအရောင်ပြောင်းလို့ရစာသားအရောင်ကျွန်တော်တော့အပြာပဲသုံးလိုက်တယ်အပြာဆိုမြင်တာဟုတ်စာသားကျွန်တော်အပြာလေးသုံးလိုက်တယ်ဗျာဒီအပြာလေးကိုထူးချင်းကျွန်တော်ကB ဆိုတာဟာလေးနေတာဒီကောင်က copy ပြဒီကောင်စာလေးကနည်းနည်းမြင်သာသွားပေါ့လင်းနေပြန်နေတာပေါ့what is this called ဒီကောင်ကျွန်တော်ကအဆုံးထိထည့်မှာလေဒါဆိုရင်တော့အပေါ်ကစာရဲ့ဒီစာရဲ့နှစ်ခုရကျွန်တော်ဒီနေရာလေးရောက်ပြီဆိုတော့နည်းနည်းပြန်ကြည့်အောင်လုပ်ခဲ့တဲ့ဟာလေး Are you ready to test your veggie knowledge? Let's see how many vegetables you really know. Let the quiz begin. ဟုတ်ပြီလောက်ရပြီဒါလေးရပြီဆိုရင်ကျွန်တော်ကဟင်းသီးဟင်းရဲ့ပုံလေးတွေနဲ့ကျွန်တော်မိကုန်းနေမိတဲ့ပုံစံလေးလုပ်တော့မှာဗျာအဲကြောကျွန်တော်ကဟင်းသီးဟင်းရဲ့ခုနယူခဲ့တဲ့10မျိုးကိုစာသားနဲ့အတန်ဖြစ်ပြောင်းမယ်အဲကြောကျွန်တော် Telegram နဲ့ပြန်ယူမယ် Telegram နဲ့ခုနကျွန်တော်ထားခဲ့တဲ့နေရာကိုပြန်ယူမယ်10မျိုးဒီ10မျိုးကိုကျွန်တော် copy ယူလိုက်copy ယူပြီးသွားရင်ကက်ကက်ထဲအတန်နဲ့လည်းခုနကပြပါတယ်ခုနကအတန်နဲ့လည်းကက်ကက်ထဲအတန်နဲ့လည်းလုပ်လို့ရတယ်ဒါပေမဲ့ကက်ကက်ထဲအတန်ကပရိုမဟုတ်ဘူးဆိုရင်ကျွန်တော်ဘယ်ကနေလုပ်လို့ရတယ်ဆိုတော့ခုပြမယ်ကက်ကက်ထဲအတန်နဲ့မဟုတ်ဘဲနဲ့အပြင်ကအတန်နဲ့သုံးပါဗျာအဲကြောကျွန်တော် Chrome နဲ့ဝင်လိုက် Chrome နဲ့သွားမယ် Chrome နဲ့အတန်ကိုယူမယ်Chrome ထဲမှာ Chrome ကနေဆက်ဘားနေပြီးရချလိုက်ပြီး ENE ဒီမှာတွေ့တာ ENE ဘူး ENE ပြီးရချ11 that speed အဲဒီကောင်11လို့ရချလိုက်ပေါ်လာမှာအဲ website ကိုကျွန်တော်ကဒီ Gmail တစ်ခုနဲ့ဝင်လိုက် Gmail တစ်ခုနဲ့ဝင်လိုက်ရပြီအဲဆိုရင်ထဲထဲမှာအတန်တွေအများကြီးရှိတယ်အဲတော့သူက test box လေးရှိတယ်ဒီ test box လေးအဲ test box လေးမှာခုနယူခဲ့တဲ့ကျွန်တော်အသီး10မျိုးပြချလိုက်အဲဒီအသီး10မျိုးဒီအသီး10မျိုးကိုကျွန်တော်ကဒီ11 let over white ပေါ့ဒီထဲကနေပြီး white ပုံစံနဲ့ယူလို့ရတယ်ကျွန်တော်ကက်ကက်ထဲကနေမသုံးချင်ဘူးဒီထဲကကအတန်ပရိုအတန်မကောင်းတော့ပရိုမရှိဘူးဆိုရင်ကက်ကက်ထဲအတန်တွေမကြိုက်လို့ဒီကောင်နဲ့ယူလို့ရတယ်အဲကျွန်တော်ဒီကနေလောက်ပြနော်ဒီ Chrome ကနေပြီး11 let ထဲကနေပြီးတော့အတန်လုပ်လို့ရတယ်ဒီထဲကနေကျွန်တော်အတန်ယူမယ်ဗျဒီ10မျိုးအတန်လုပ်မယ်ဒီကောင်လေးကျွန်တော်ချရတယ်ဆိုတော့နည်းနည်းဟိုဟာနေပါဒီတက်သုံးခုလေးချရတယ်ဆိုတော့နည်းနည်းသူအတန်လေးဆွဲသွားအောင်ကျွန်တော်ဒီဥစ္စာလေးလိုက်ချလိုက်ပြောလေးသုံးပြောချပါဒါမှသူကတစ်ခုချင်းဒီဆွဲပြောပါတယ်ဒီကောင်ကိုအတန်လုပ်ပါနော်ဟုတ်ပြီဒီကောင်လေးကိုကျွန်တော်အတန်လုပ်မှာဆိုတော့ channel ကိုလည်းစမ်းကြည့်အောင်ဒါ11 let website တွေနဲ့အတန်ယူပါနော် tomato, carrot, spinach, cabbage, eggplant, broccoli, cauliflower, lettuce, cucumber, onion. ဟုတ်ပြီအဲ့ဒါမိုက်တဲ့အတန်အဲ့ဆိုရင်ဒီမှာပြီးမှာ download ဆိုတာနေပါတယ်အဲ့ဒီကောင် download ဆွဲလိုက်အဲ့အတန်ဖိုင်ကိုအားကြောင့်ကွန်ပျူတာနဲ့တော့ဖုန်းထဲမှာနေတာဖုန်းထဲမှာသူရောက်သွားမှာပဲဖုန်းထဲကိုအတန်ဖိုင်ဒီ music ထဲရောက်သွားမှာပေါ့အဲ့ဒါဆိုကျွန်တော်ရပြီအတန်ဖိုင်လေးရရင်ကက်ကက်ထဲပြန်သွားကက်ကက်ထဲပြန်သွားကက်ကက်ထဲရောက်ပြီဆိုရင်ခုနအတန်ဖိုင်လေးကိုကျွန်တော်ကက်ကက်ထဲထည့်မယ်ဗျာအဲ့တော့ကက်ကက်တုံးတဲ့ဒါယူနီးရတော့ဒီပါမှာဒီအတန်ဖိုင်လေးကိုကျွန်တော်သွားယူမယ်ကျွန်တော်ဒီကွန်ပျူတာနဲ့ဆိုရင်တော့ဒီမှာ inbox အဲ့ကောင်လေးကိုနှိပ်လိုက်ဒီမှာဒါဆိုရင်ခုနကျွန်တော် level ကအတန်ဖိုင်ကောင်လေးကိုထည့်လိုက်မယ်ကောင်လေးကိုကက်ကက်ထဲထည့်လိုက်နော်ညရောက်လာဒီအတန်ကိုကျွန်တော်ကတမျိုးချင်းဒီသွားမှာဖြစ်တဲ့အတွက်10ခုဖြစ်တဲ့အတွက်ကျွန်တော်10ခုခွဲမှာကျွန်တော်ဖြတ်မယ်ဒီအတန်ပိုင်းလေးကိုဖြတ်ထားနိုင်တယ်မှာနောက်3လို့ကောင်းလို့ tomato, ဟုတ်ပြီအဲ့ဆိုရင်ဒီမှာဒီကောင်လေးနဲ့တစ်ဖြတ်ဒါဆိုရင်တစ်ဖြတ်ရပြီ carrot, အဲ့လိုလေးပဲဖြတ်သွားတယ်10မျိုးလုံး spinach, cabbage, လူဖြတ်နည်းရတော့ကက်ကက်ချင်းလေးလာတိုင်းသိရနော် eggplant, broccoli, ကျွန်တော်တမျိုးချင်းဒီတော့မှာဆိုတော့ cauliflower, ဒါ11လက်ကယူလာတဲ့တန်ပိုင်း lettuce, ဟုတ်ပြီ cucumber, onion. Are you ready to test your veggie knowledge? အစေခုကိုကျွန်တော်အတန်တမျိုးချင်းဒီဖြတ်ပြီးပြီဆိုရင်ပုံလေးတွေယူတော့မယ်ညာ
ပုံလေးတွေကိုဘယ်ရယူမလဲဆို website ကိုတရားမှတ်တာနော်ဒါဒီလိုမျိုးဟာကိုလိုချင်တဲ့ footage ကိုတော့ website ကနေပဲတော့ရှားမှာအဲ့တော့ကျွန်တော် Chrome ကနေပဲတော့ရှားမှာကို Chrome ကနေယူလို့ရတယ်အဲ့တော့ကျွန်တော်ကဒီ tomato ဆိုရင် tomato ပုံလေးရဖို့အတွက် Chrome ကတော့ယူမယ်ကြာကျွန်တော် website ထဲသွားမယ် Chrome website ထဲဝင်လိုက်ပြီးရင်ကျွန်တော်ရိုက်ရှာမှာကြာဒီ tomato ဆိုတဲ့အတီးကိုလိုချင်တဲ့အတွက် copy လေးယူလိုက်ယူပြီးရင်ကျွန်တော်ဟို website တစ်ခုကနေသွားရှာမှာဖြစ်တဲ့အတွက်အဲ့ website နာမည်ကိုမှတ်ထားလိုက်ဒီ Chrome ထဲမှာ Chrome ထဲဝင်ပြီးရင် VECTD VE ဘာလို့ VECTEEZY ဆိုတဲ့ဟာကိုရိုက်ရှာလိုက်အဲ့ဒါဆိုရင်ကျွန်တော်ဒီပုံစံပေါ်လာမှာဒါအကုန်လုံးသုံးလို့ရတယ်ဒီကောင်ထဲမှာရိုက်ရှာလိုက်အဲ့ဒါဆိုရင်ကျွန်တော်ဒီ server မှာခုနက tomato ဆိုတဲ့ဟာကိုပြရှာလိုက်ပြရှာပြီးရင်အန်တာခေါက်လိုက်ရအဲ့ဒါဆိုရင်မတွေ့လားသူဘေးမှာဖုန်းနဲ့ဆိုရင်တော့ Chrome ထဲဝင်မှာဆိုတော့ကွန်ပျူတာပုံစံလိုချင် desktop စိုက်ပြောင်းထားပေါ့အဲ့ဒါ PNG ဆိုတဲ့ဟာလေးကိုနှိပ်ထားလိုက်နော် PNG ဆိုတာလေးပြောင်းလုပ်ထားလိုက်အဲ့ဒါဆိုရင်ခန်းကြီးဒီပုံလေးပေါ်လိုက်တယ်ဒီထဲမှာကျွန်တော် free ပေးတဲ့ဟာပဲယူရမှာနော် free ပေးတဲ့ဟာပဲယူရမှာဆိုတော့ကျွန်တော်free ဆိုတာဟာလေးတွေ့နော် free အများကြီးရှိပါတယ်အဲ့ဒါတပုံနှိပ်လိုက်တပုံနှိပ်လိုက်ရင်ဒီမှာ free download ရတယ်တစ်ခါလို့ရင်15ပုံလောက်ယူလို့ရတယ် free ကျွန်တော်ဒီကောင်လေးယူလိုက်မယ်ကောင်းလေးတောင်းလိုက်ဟုတ်ပြီဒီ website ထဲကနေခန်းကြီးဒီပုံလေးတောင်းလိုက်ပြီအဲ့ဆိုရင်တော့ကက်ကက်ပြန်သွားမယ်ကက်ကက်ပြန်သွားပြီးဒီ import ကနေပြီးတော့ကျွန်တော်ခုနကတောင်းထားတဲ့ပုံလေးကိုယူမယ်ခန်းကြီးဒီပုံလေးတွေရောက်လာခန်းကြီးပုံလေးကိုထည့်ဒီပေါင်းလေးနေလိုက်ဒါဆိုခန်းကြီးဒီပုံကခုနကမှာဟာလေဒီအောက်ရောက်သွားတယ်ဒီကက်ကက်3တိုင်တိုင်းတော့စီကန်းတည်ရဒါဆိုအပေါ်တင်လိုက်ဒီကောင်ပေါ်တင်လိုက်ဒါဒီကိုလိုကျွန်တော်ဆွဲလို့ရတယ်ဒီပုံလေးကိုအဲ့ဒါဆိုရင်ခန်းကြီးဒီပုံလေးပေါ်လာအဲ့ဒါဒါကိုလိုချင်ဒီအဖြူခွက်လေးနဲ့စအောင်ထည့်ခန်းကြီးဒီပုံလေးကိုနေရာလေးချင်းချင်းပြီးတော့ရင်ဒီခန်းကြီးဒီပုံလေးကိုကျွန်တော်ကမေးမှာပေါ့ what is this call ဆိုပြီးတော့ဒါပါလဲဆိုပြီးမေးမှာအပုံတန်လေးအဲ့ဒါကိုကျွန်တော်ကဒီအတန် what is this call ဆိုတဲ့အတန်လေးထည့်ချင်ရတယ်နော်အတန်ကိုလည်းလုပ်ချင်ရတယ်ကျွန်တော်ဒီညရောက်ပြီဆိုရင်ဒီခန်းကြီးဒီပုံလေးထည့်ပြီးပါပြီဆိုရင်ဒီ what is call ဆိုပြီးတော့ဟာလေးကိုအတန်ထည့်ချင်လည်းရတယ်မထည့်ချင်လည်းရတယ်ထည့်ချင်တယ်ဆိုရင်တော့အတန်ထည့်ချင်တယ်ဆိုရင်တော့ဒီမှာ text to speech ဆိုတာလေးနေလိုက်အမှန်ဒါ11လက်ထည့်အတန်ပြီးတော့နော်ဒီထဲဟာပဲကျွန်တော်သုံးပြတော့မှာနှစ်ခုသိအောင်ဘယ်ဟာလို့ရတယ်ဘယ်ဟာသုံးရတယ်ဘယ်အတန်သုံးရတယ်နော်အဲ့အကောင်လေးကျွန်တော်ထည့်မယ်နော်ဂျန်လေးလုပ်လိုက်ဒါဆိုရင် What is called? အဲ့အတန်လေးရလိုက်ရအဲ့အတန်လေးရဒီတန်လေးကိုအများအားသုံးရမှာဖြစ်တယ်သုံးမှာနော်ဒီတန်လေးကိုအများအားသုံးလို့ရတယ်သူဘာလို့တော့ဒီတိုင်းတိုင်းဒီအဆုံးထိထည့်ထားတဲ့အတွက်ဒီတန်လေးကိုနေရာတိုင်းသုံးမှာအဲ့ဒါနောက်ပြမယ်စစ်စစ်အဲ့ဆိုရင်ကြည့်အောင် What is called? အဲ့လိုလေးပြောပြီးရင်ဒီအကြောင်းလေးကရေးကြည့်ရနော်ဒီအကြောင်းလေးကပြန်ပြမှာ What is called? ဟုတ်ပြီအဲ့ဒါဆိုရင်သူအဲ့နောက်နည်းနည်းလောက်လေးရှင်းနေတူလားwhat is called ဆိုရင်နောက်မှာကျွန်တော်ဘာလာမလဲဆိုသူတို့စဉ်းစားမယ့်အချိန်ဖြစ်တဲ့အတွက်သူတို့စဉ်းစားခိုင်းမှာဆိုနိုင်ပုံလေးထည့်မယ်ကြာနိုင်ပုံလေးချက်နေမြင်ရဟာလေးထည့်မယ်အဲ့တော့ကျွန်တော်ကဒီကက်ကက်ထဲမှာပဲတော့ဘယ် website မှာသွားတယ်မလို့နိုင်ပုံလေးရှိတယ်အဲ့မှာဒီမှာ library ဆိုတာလေးရှိတယ် library ကမယူလဲရဒီမှာဟိုမှာ sticker ဆိုတာလေးတွေ့sticker လေးကိုနှိပ်ပြီးရင် sticker ရဲ့ server မှာရိုက်ချလိုက် timer close ဆိုပြန်ရမ်းမြာ CNC timer close ဆိုရိုက်ချလိုက်အဲ့ဒါဆိုနိုင်ပုံလေးတွေအများကြီးကြာတော့တွေ့အဲ့ဒါကျွန်တော်ဒီထဲမှာကိုကြိုက်တဲ့နိုင်ပုံလေးတစ်ခုထည့်ပေါ့နိုင်ယူမှဗီဒီယိုပုံစံလေးသွားနေတာဟာထည့်မှာနော်ဒီပုံသေးကြီးမထည့်ဘူးပုံအသေးကြီးမထည့်ဘူးအဲ့ဒါလေးအောက်ဆုံးမှရှိတယ်အဲ့ဒါနိုင်ပုံစံလေးမန်တွေ့ဒီနိုင်လေးဒါကျွန်တော်ဒီနိုင်လေးကြိုက်တယ်အဲ့နိုင်လေးကိုဒီနားမှာထည့်မယ်လားဒါဆိုရင်နိုင်ပုံစံလေးပို့လိုက်တယ်ဒါလေးလည်းကိုကြိုက်တဲ့လောက်မျိုးလိုဆွဲလို့ရတယ်ဒါပေမဲ့ तू က4စက္ကန့်လောက်ထည့်တာကောင်းတယ်အဲ့တော့ဒီနိုင်လေးကအတန်မပါဘူးအဲ့တော့ကျွန်တော်ကအတန်ယူမယ် sound effect ထည့်မယ်ဗျာဒီမှာ audio ဆိုဝင်လိုက်ပြီးရင်ဒီမှာ audio ထဲမှာရိုက်ချလိုက်တိုင်ပါလေးရိုက်ချလိုက် TIME တိုင်ပါတော့တိုင်ပါတော့အဲ့ဒီမှာနိုင်တန်လေးတွေပါအဲ့ဒါဒီကောင်လေးထည့်မယ်ဗျာဒီအတန်လေးဟုတ်နော်အကောင်လေးကိုပေါင်းလိုက်လိုက်အဲ့ဒါဆိုရင်မကြလားဟုတ်ပြီအဲ့ဒါဆိုရင်ဒီတိုင်းတိုင်းလေးကရေးကြည့်ရတာဒီတိုင်းတိုင်းလေးကတော်တော်လေးရေးကြည့်အကောင်လေးကိုနေရာရွှေ့ပြီးရင်ဒီမှာဒီနိုင်လေးကိုကျွန်တော်အောက်မြင်းတောင်းနေရနေထည့်နိုင်လေးသေးနေနေရှေ့လိုက်နိုင်လေးနေရှေ့လိုက်ခကြီးကြီးမြင်းတောင်းနိုင်လေးထည့်ပြီးသွားရင်ကျွန်တော်နည်းနည်းပြန်ကြည့်အောင် What is called? အဲ့ဒါတဲ့စဉ်းစားနေပေါ့ဟုတ်ပြီအဲ့နေရာလေးကိုကျွန်တော်ဒီတိုင်းတိုင်းလေးပျောက်သွားရင်စက္ကန့်4စက္ကန့်လောက်အနောက်မှာပြီးအနောက်မှာကျွန်တော်တိုမာတိုဆိုပြီးခန်းရည်ဒီအတန်လေးလာမှာဗျာအတန်လေးကိုကျွန်တော်စာသားလေးလာမှာဆိုတက်ယူမယ်လားဒါဆိုရင်တက်ပေါက်လေးကြလာဒီတက်ပေါက်လေးမှာကျွန်တော်ခန်းရည်ဒီဖြစ်တဲ့အတွက်တိုမာတိုဆိုပြီးအဲ့ချက်လိုက်ပေါ့ဒါတို့ကြည့်တယ်မဟုတ်လားခန်းရည်ဒီနော်တိုမာတိုဟုတ်ပြီဒီကောင်လေးကိုလည်းကိုစားသီးဖောင်းနေတော့ဒီထဲမှာကိုကြိုက်တဲ့ဖောင်းလေးသုံးလို့ရပါတယ်ကောင်းလေးနဲ့ချက်ဒီစာသားလေးနဲ့ချက်ဒီကောင်လေးကိုကျွန်တော် animation ထည့်မယ်ဒီစာသားလေးဝင်လာတဲ့ပုံစံ animation ထည့်မယ်ဒီစာသားလေးကိုတစ်ချက်နှိပ်တာဒီအောင်မှာဒီဟာလေးကိုနှိပ်ထားပြီးဒီမှာ animation ဆိုပါ animation ထည့်ရတာဒါကကိုစီကန်လေးလာထားရင်ဒီပါတယ်ဒီကောင် animation ထည့်ရတာကိုကြိုက်တဲ့ပုံစံလေးထည့်ဘယ်လိုပုံစံလာချင်တာတော့ဒီ animation ကိုကိုကြိုက်တဲ့ထည့်
ကြာတော့တစ်ခုတော့ထည့်လိုက်မယ် animation လား animation တစ်ခုထည့်လိုက်မယ်ဒီကောင်လေးထည့်လိုက်မယ်ညာအဲ့ဒါဒီမှာတော့ပေါ်လာတဲ့နန်းလေးကိုဒီတိုင်းနန်းလေးရေးကြည့်နော်ပေါ်လာတဲ့နန်းလေးကိုဒီမှာဒီခုနကဒီစက္ကန့်သာတိုင်းမှာတန်လေးရဲ့နောက်မှာနည်းနည်းလေးချိန်ဆောက်ဒီစာသားလေးပေါ်လာတဲ့နန်းလေးကိုကျွန်တော်ခုနကဒီမှာ level လက်ကယူလာတဲ့အတန်ပိုင်းစာလေးတွေကျွန်တော်ဖြတ်ထားတယ်အဲ့ဒါလေးကိုဒီနန်းလေးမှာဆွဲထည့်လိုက်အတန်လေးဒါတင်တာ tomato, ဒါတစ်ခုရလာပြီtomato ဒါဆိုရင်အနံတစ်ခုရတော့ကျွန်တော်နောက်တစ်ခုထပ်လုပ်မှာနောက်တစ်ခုထပ်လုပ်မှာဖြစ်တဲ့အတွက်ဒီကောင်ကြီးအခြေကြီးဖြစ်သွားမှာကိုလိုချင်ဒီကောင်ဒီနန်းလေးပြီးသွားဆိုဖြတ်လိုက်မယ်မလိုချင်တဲ့ပိုင်းဒီပုံလေးကိုလိုချင်တဲ့ပိုင်းဖြတ်လိုက်မယ်အော်ဒီနန်းလေးပဲလိုချင်တော့တပုံမှ What လေးစက္ is ကန့်သာ called? tomato, ဟုတ်သူလာနဲ့ဒီ animation လာနဲ့ကွက်တီကြောင်သုံးတော့ဒီတိုင်းနန်းလေးက animation ဝင်လာနဲ့အတန်ပြောရတယ်ကွက်တီကြောင်ချိန်စားပေါ့ဒီတိုင်းနန်းလေးနဲ့ပြချလိုက်တော့ဖြစ်သွား tomato, ဟုတ်ပြီဒါဆိုတစ်ခုရသွားပြီဒါတစ်ခုရသွားပြီဆိုရင်နောက်တစ်ခုထပ်လုပ်မယ်ဒီပုံစံတိုင်းပဲထပ်လုပ်မယ်အဲဆိုပြီးပါပြီအဲဆို tomato ပြီးသွားရင်နောက်တစ်ခု correct လာဒီကောင်လေးကိုယူရတဲ့ဒါစားသားဒီခုနကယူလာတဲ့အတီးရွှေဆွေမျိုးတွေကတခုယူပြီးရင်ခုန website တွေကိုသွားခရုံးကနေပြီးတော့ခုန website ကျွန်တော်အတီးရွှေ website တွေကိုသွားပြီးရင်ဒီမှာ copy ပြချလိုက်ညံ copy ပေးနေပဲသွားမယ်ပုံယူမှာဗျဒီ website ကနေပြီးတော့ဒါဆိုဒီကောင်ခါကြောက်ကိုပြောခါကြောက်ပုံအများကြီးပေါ်လာပြီခါကြောက်တွေမှာကိုကြိုက်တဲ့ free ဆိုအများကြီးပါတယ်တခုတော့သုံးလိုက်ဗျဒီမှာ free ကျွန်တော်ဒီပုံလေးယူမှာကောင်လေးထောက်လိုက်ပြီးရင် free ဗျdownload ဆွဲလိုက်ပြီdownload ရရင်ကျွန်တော်ကတ်ပြန်သွားအပုံလေးကိုထည့်မှာပေါ့ဒီနောက်တစ်ဖြစ်မှာအပုံလေးထည့်ဒီမှာဒီကနေပြီးကျွန်တော်ပုံထည့်မှာခေါ်ရ inbox ကျွန်တော်ယူခဲ့တဲ့ပုံထည့်ဒီကောင်ကိုယူဆွဲထည့်လိုက်ရတယ်ဒီကောင်လေး40ခန်းတော့တော့မှာဆိုဒီမှာဒီတစ်ခုနဲ့တစ်ခုကြားထဲမှာလည်းကိုက transition ထည့်ပြီးတော့စိတ်ဝင်စားအောင်လုပ်လို့ရတယ်နော်ဒီတစ်ခုနဲ့တစ်ခုကြားထဲမှာ transition လေးထည့်လို့ရတယ်ဒီကြားထဲမှာမထည့်တဲ့ကိစ္စမျိုးဒီကောင် transition မထည့်ဘဲနဲ့ခုနကကျွန်တော်ဒီ sound effect လေးတင်နော် sound effect quick လေးပေါ်တဲ့ဟာလေးဒီနားလေးမှာကြည့်ပါလေတေးရင်ပြောက်ပြီးတော့အဲ့ဒါမှမင်းရတော့လင်းနေပြန်ဟုတ်ပြီအဲ့ကောင်လေးပဲ copy ပြန်ထည့်ပြန်ဒီကြားလေးထဲမှာနောက်တစ်ခုပြောင်းမှာဆိုဟုတ်ပြီလို့ပြောင်းအဲ့ဒါရကောင်ဒီကောင်လေးကိုနေရာချဟောက်ကစားသားလေးလာမှာဆိုဒီကောင်လေးလေကောင်တက်လေးချလိုက်နေရာချပြီးသွားရင်ဟုတ်ပြီနေရာချပြီးသွားရင် what is score ဆိုဟာဒီကောင်ဒီကောင်တော့ကျွန်တော်ပြင်ပန်းတော့ရတခုပြီးသွားရင်မပြင်ပန်းတော့ဒါကွန်ပျူတာဆိုဒီကောင်လေးကိုနှိပ်ပြီး copy ယူလိုက်ပြီးတော့ copy နဲ့ပြန်သုံးလို့မကြတော့ပထမတစ်ခုပဲကြာတယ်ဒီကောင်လေးနှိပ်လိုက် What is called? ဟုတ်ပြီအဲ့စားသားလေး copy ပြန်ထည့်တာအဲ့ဒါပြီးရင်ဘာလာမလဲဆိုတော့အနာရီပုံလေးလာမယ်လားအဲ့ဒါဆိုရင်အစ်ပြန်ရှာတယ်မလို့တော့ဒီမှာဒီကောင်ကနာရီတန်းလေး copy ယူပြီးပြန်ရှာရုံနဲ့ copy ပြန်ရှာဒီတိုင်းတိုင်းယူတော့မဖြောက်မရွှေ့နဲ့နော်အပေါ်ကြီးသွားပြီးရင်ဒီကောင်လေးပြန်ရှာတယ်မလို့ copy ယူပြီးရှာနောက်ပိုင်း copy နဲ့ပဲသွားမပြင်ပန်းတော့တစ်ခါပဲဒီမှာဒါလေးနာရီပုံလေး copy နဲ့ပဲသွားတော့ပထမတစ်ခုပဲပထမတစ်ခုပဲပြင်ပန်းတာဒါနောက်ဟာကြီးဒါနောက်10မျိုးဆိုရင်ကိုလိုချင်တဲ့နာမည်လေးတွေဖြတ်ပြီးအနံလေးလိုက်ထိန်မပန်းတော့ပထမတစ်ခါပဲအဲ့ဒါနာဟုတ်ပြီအမချစ်အတန်းပြောက်သွားတဲ့နန်းလေးမှာဒီတိုင်းနန်းကိုထားအတန်းပြောက်သွားတဲ့နန်းလေးမှာကျွန်တော်ကဘာဆိုပြီးတယ်ကိုရဲဆိုပြီးတယ်မကြတော့ခုနကဒီတိုမာတိုဆိုတဲ့ဟာလေး copy ပဲပြန်ယူလိုက်ဒီစာသားလေးကို copy လိုက်ယူပြီးတော့ဒီတိုင်းနန်းပေးမှာပြချလိုက်အဲ့တိုမာတိုကိုကျွန်တော်ကကိုကတိုမာတိုမဟုတ်တော့ခါကျုပ်ဆိုခါကျုပ်လေး copy ပြချလိုက်ရဒီမှာနေရာလေးပြောင်းမှာကိုရဲဆိုပြီးလာမှာအဲ့ဒီလိုလာတဲ့နန်းလေးကိုအတန်းနဲ့ညှိအောင်ဒါတော့ညှိပေါ့ညှိပြီးသွားရင်ခုနကကျွန်တော်အတန်းလောက်ထားတယ်ဒီကောင်လေးကဖြတ်ထားတယ်သုံးချင်လို့အဲ့ကြောင့်10မျိုးလုံးသူ့ညနေဖြတ်ထားတယ်အတန်းလေးယူသုံးအောင်ဟုတ်ပြီအဲ့လိုမှဟာကြီးကမယူဘူးပြည့်ဒီကောင်လေးနဲ့ယူသုံးမယ်ဗျအဲ့ဒါဆိုဒီမှာကြည့်လိုက် carrot, အတန်းရောက်တာနဲ့ဟောရောက်တာဒီတိုင်းပဲကျန်တဲ့ဟာဒီတိုင်းပဲမလုပ်တော့ဘူးရှစ်ခုကျန်သေးတယ်နှစ်ခုပြီးသွားရင်ရှစ်ခုကျန်သေးတယ်ဒါရတော့အဆုံးထိပြမှာသွားတာဟုတ်ပြီဒါနှစ်ခုရအောင်နောက်တစ်ခုသွားမယ်နောက်တစ်ခုလောက်ပြလိုက်အောင်အဲ့ဒါဆိုရင်ကျွန်တော် Chrome နဲ့ပြန်သွား Chrome နဲ့သွားပြီးတော့နောက်တစ်မျိုးလားဒီကောင်ဘာလဲမသိဘူး copy ယူပြီးသွားရင် Chrome ရဲ့ website တွေကိုသွားဟိုဟင်းလေးရဲ့ website တွေကိုသွားပြီးရင်ဒီမှာအနာမျိုးလိုက်ထည့်လိုက်ပြင်ရှာလိုက်ဒါတော့ဘာရွက်လဲမသိကြလားအဲ့ဒီဘက်ရွက်တာဟုတ်တယ်ဒီအဲ့ဒါ free ကြိုက်လိုက်လို့ရတယ်တော့အလန်းဒါ free လိုက်မယ်တောင်းလို့ဆိုလိုက်သုံးခုပဲလောက်ကြမယ်အပုံထန်တိုင်းပဲနောက် save လုပ်ပါရတာဒါဆိုရင်ပြီးသွားပြီသုံးခုပဲလောက်ကြလိုက်အဲ့ဒါကို download ဆိုပြီးကက်ကတဲ့သွားပြီးရင်ခုန download လုပ်ခဲ့တဲ့ကောင်ကိုချက်ဟိုရိုင်းဆွဲလိုက်ရတယ်အပေါင်းလေးနဲ့ရိုင်းဆွဲဒါလေးကိုနေရာကိုတိကျချဒီနေရာချပြီးဒီကြားလေးထဲမှာ transition မထည့်လိုက်ရတယ်မထည့်ရတော့ချိန်ကုန်တက်တာပေါ့ဒါပေမဲ့ transition မထည့်အတန်လေးတော့ထည့်ဒီနားခုနကထည့်တဲ့အတန်လေးဟောအတန်သေးတော့ဟုတ်ပြီ copy ယူလိုက်သွားရှာကြမလို့ copy ပဲသွားမှာဟုတ်ပြီအဲ့ဒါဒီပုံလေးကိုနေရာချကြနောက်အောက်ကစားသားပေါ်လို့ရအောင်နေရာချပြီးသွားရင်
တန်းတော့နောက်ကျနေဒီကောင်တိုင်းနိုင်ရေးကြည့်တယ်ဟာဘယ်ရောက်အောင်ခုနအတန်သေးလုံးတော့ဟောဒီကြည့်လေနောက်တော့ပုံတောင်းမယ့်နေရာလေးမှာထည့်ရဟုတ်ပြီထားလိုက်တော့ဒါဆိုကျွန်တော်ကြားတဲ့တန်ထည့်ရငါချွေဆိုပြီးရင်ကျွန်တော်ဘာလာမှန်းဆိုတက်နိုင်တန်လာမယ်နိုင်တန်ကော်ပီကိုဗျာပြန်ထည့်ဒါဆိုရင်ပေါ်တင်ပြီးရင်ဘာလာမလဲနိုင်ဒီကောင်နဲ့တန်းနဲ့ပဲနော်သူကနိုင်တန်နဲ့နိုင်ပုံလေးရောက်တာနဲ့တန်းနဲ့ပြအောင်လို့ချပြီးသွားရင်ငါတော့ကြည့်ဟုတ်ပြီနိုင်တန်ပြောက်သွားတယ်ကျွန်တော်လာတော့တူးနေပြီအဲကြောဘာမှထပ်လုပ်ရမလို့တော့ခုနလုပ်ပြီးသားကောင်ကော်ပီပြန်ကူဒီကောင်ချပြီးသွားရင်ခုနယူခဲ့တဲ့နာမည်ကော်ပီလေးပြန်ချလိုက်အောင်အဲဒါနာမည်ကသူကလည်းပြောင်းပါအဲနာမည်အောင်ခုနကျွန်တော်ယူခဲ့တဲ့တန်းဖြတ်ထားတာလေးထည့်ဒါမှပန်းနေနီး Spinach. ဟုတ်ဒါဒီတိုင်းပဲကျန်တဲ့ဟာကျန်တဲ့ခုနခုကျန်မှာအဲ့ဒါဒီတိုင်းပဲလုပ်တာစေခုပြအောင်ဒါဆိုရင် short ဒါဘယ်နှမိနစ်ခါရမလဲ1မိနစ်ခွဲ2မိနစ်ခါလောက်ရမယ်ဗျအပုံစံတိုင်းလေးပဲလုပ်သွားလိုက်အဲ့ဒါဆိုရင်ဗီဒီယိုတော့ရပြီကျန်တဲ့10မျိုးရတော့ဒီတင်မှာဒီနာမည်လေးပြောင်းသွားတဲ့ဟာလေးပဲဖြတ်ပြီးထည့်လိုက်အောင်ဘာမှမပန်းတော့ဘယ်ဝက်ဆိုင်မှာသွားကြမလို့ဟိုတူထည့်အောင်မယ်ဒီနာမည်လေးဒါမဲ့ဒီအတိအရနာမည်လေးတော့ခုနကဒီ Chrome ကနေပြီးတော့ဒီ website ကနေသွားတော့ပြီးတော့နာမည်လေးရိုက်ချပြီးတော့ပုံလေးတွေ free ယူပြီးတော့ထည့်ရအောင်ဒါပဲအဲ့ဒါဆိုရင်ပြီးပါ